အဲ့တော့ဘုရားနုတ္တိဆိုဒီမှာဒီရုပ်ပွားတော်ကိုကြည့်ပြီးတော့ဘုရားနုတ္တိပွားတာဟာဖြစ်နိုင်ရဲ့လားလို့တချို့ကစောရကတယ်ရုပ်ပွားတော်ဟာဘုရားစစ်မဟုတ်ဘုရားစစ်မဟုတ်ဘဲနဲ့ဒီရုပ်ပွားတော်ကြီးကိုကြည့်ပြီးတော့ဘုရားနုတ္တိကမ္မဋ္ဌာန်းဖြစ်နိုင်သလားလို့ဆိုတဲ့အခါမှာတောင်မြုပ်ဆရာတော်ကြီးကရှင်းထားတယ်နဲ့တွေ့တယ်မြတ်စွာဘုရားဟာအလွန်တပ်ပယ်တဲ့ရုပ်ဆင်းအင်္ဂါရှိသည့်အတွက်ကြောင့်ရုပ်ပွားတော်တွေတုန်းကလည်းတတ်တပတ်ပဲလှုပ်ထားလို့ရှိရင်ဒီမြတ်စွာဘုရားရဲ့ပကဝါဆိုတဲ့ဂုဏ်ထဲမှာဒီစက်တည်ရှိတယ်ဆိုတဲ့ရုပ်ဆင်းကလည်းပါတယ်လေစက်တည်ရှိတယ်ဣတရိယဓမ္မယတတိရိကာမပယတ္တဆိုတဲ့ဘုံတော်6ပါတယ်မြတ်စွာဘုရားရဲ့စက်တည်ရှိတဲ့ရုပ်ဆင်းအဲ့ဒီပုံမှာလည်းပဲအာယုဆိုင်လို့ရပါတယ်ဘဂဝါဂုဏ်တော်ထဲမှာပါတယ်လို့ဆိုပြီးတော့ဒီလိုဖြေထားတာလည်းရှိတယ်ပေါ့နော်သို့တော့ပထမတော့ကိုမမြင်ဘူးသည့်အတွက်ကြောင့်ဂုဏ်တော်ပေါ်မှာအာယုမရောက်သေးလို့ရှိရင်ဒီရုပ်ပွားတော်ကနေပြီးတော့စပြီးတဲ့အခါမှာနောက်ဆုံးမှာဂုဏ်တော်ပေါ်မှာစိတ်ရောက်အောင်ဆက်ပြီးတော့ကြိုးစားဖို့တော့လိုအပ်တယ်ပေါ့နော်အဓိကဘုရားဂုဏ်တော်ပေါ်မှာကြိုးစားရမယ်အဲ့တော့ဟုတ်ပြီကဲဘုရားနုတ္တိကိုပွားကြမယ်ဆိုလို့ရှိရင်အခုလို့သီလဆောက်တည်လိုက်မယ်ကြိုတင်ပြင်ဆင်မှုတွေလုပ်မယ်အဲ့ဒီကြိုတင်ပြင်ဆင်မှုတွေထဲမှာအကြံပေးပြီးတော့ဆုံးမထားတာရှိတယ်ကိုတယောက်တည်းမှာအားထုတ်ပြီလို့ဆိုတဲ့အခါမှာလူဆိုတာကိုယ်ခန္ဓာကိုညှာတတ်တဲ့သဘောရှိတယ်ခန္ဓာကိုညှာတယ်လူတိုင်းကိုယ်ကိုဆင်းရဲမှကြောက်တယ်ညှာတယ်ပင်မခံနိုင်ဘူးဆိုတာရှိတယ်အဲ့ဒါကိုကာယမစ္စေတာလို့ခေါ်တယ်တကယ်တရားလိုချင်ပြီဆိုရင်ကိုယ့်ကိုမညှာတော့ဘူးသူကလမ်းကြောင်းမှန်ဖို့ပဲရည်ချင်မညှာဘူးခန္ဓာကိုယ်မညှာမတာလုပ်တဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးမလုပ်ရဘူးလို့မြတ်စွာဘုရားဟောတာမဟုတ်နည်းနည်းပြင်းတဲ့လူကမညှာမတာလုပ်တာကိုသူကအတ္တကိလေသာနိရောဂတွေမှာရောပြီးတော့ထည့်တတ်တယ်ဘုရားတော်မှပဲအပင်ပန်းခံမလုပ်နဲ့လို့ပြောတယ်ဆိုဒါဘုရားစကားမဟုတ်ဘူးနော်မြတ်စွာဘုရားကလမ်းမှန်ပြီဆိုရင်အယုကြည်ကြည်အရေးခန့်ခန့်လုပ်လို့ပြောတာဗျာအတ္တကိလေသာဆိုဒီမှာမားနေတဲ့လမ်းစဉ်ပေါ်မှာအပင်ပန်းခံရုံတက်တက်ကိုဆိုတယ်ပင်ပန်းခံရုံတက်တက်လို့ပြောတာဘာမှအကျိုးအတွက်ပဲနဲ့ဥပမာတဏှာကြီးထိုင်နိုင်ရင်2နာရီထိုင်နိုင်တယ်တွေးကျင်တာတွေးနေတဏှာကြီး2နာရီတနေ့ကုန်ထိုင်တယ်အထိုင်မဲပြိုင်မယ်ဆိုလို့ရှိရင်ထိုင်တာကိုကြည့်ပြီးတော့တရားထုလို့သတ်မှတ်လို့မရဘူးထိုင်တဲ့အပေါ်မှာသူ့ဘာစိတ်တွေနဲ့ထိုင်နိုင်ရင်ထိုင်နေသလဲဆိုတာအဓိကပဲနော်အိမ်ပြောနေတာလားသို့မဟုတ်တခြားတွေတွေးပြီးတော့ထိုင်နေတာလားဒါဒီဟာပေါ်မှာပဲဆုံးဖြတ်ရမှာထိုင်နိုင်တာကိုတော့မဆုံးဖြတ်နဲ့ကျမ်းမာရေးကောင်းရင်တော့ထိုင်နိုင်မှာပေါ့ကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်ကထိုင်နိုင်တယ်လေအဲ့တော့အဲ့ဒါနဲ့သွားပြီးတော့လုံးလို့မရဘူးအဲ့လိုလုံးလို့ရလို့ရှိရင်ဂျွမ်းမာသမားတွေတရားရမှာပေါ့အဲ့ဒါဆိုမှမျိုးလဲခြေတော်ပြားလေးနဲ့ရပ်ပြီးကတောင်ကနိုင်သေးတယ်မျိုးစုံလုံးနိုင်တယ်လေအဲ့ဒါတွေတရားဥတရားမြတ်ရကုန်မှာပေါ့ခန္ဓာကိုယ်နဲ့မဆိုင်ဘူးဒါမှမဟုတ်စိတ်ဓာတ်ကိုပဲလေ့လာသုံးသပ်ပြီးတော့ကြည့်ရမယ်အဲ့တော့မြတ်စွာဘုရားကလမ်းမှန်ထားပြီဆိုလို့ရှိရင်ကိုယ်စိတ်ဓာတ်ဖြစ်အောင်ဆိုလိုတာကဝီရိယကို2မျိုးခွဲပြီးတော့မှကာယိကဝီရိယစေတသိကဝီရိယအဲ့နှစ်ခုထဲမှာအဓိကပြဋ္ဌာန်းတာစေတသိကဝီရိယပြဋ္ဌာန်းစိတ်ရဲ့တင်းခံထားမှုဆိုလိုတယ်နော်လူတွေကကာယိကဝီရိယတော့ရှိကောင်းရှိမယ်စေတသိကဝီရိယသိမရှိဘူးမရှိတော့စိတ်ကပြော့တယ်လေစိတ်ကပြော့သွားလူကတော့တောင်းခံနေပါရင်စိတ်ကပြော့အတွင်းထဲမှာဘလောင်ဆူနေတယ်ဆိုရင်ဟုတ်သေးဘူးအဲ့ဒါတော့အဲ့လိုမဖြစ်စေဘဲနဲ့စိတ်ကိုယ်ကနေအကုသိုလ်တွေမဖြစ်အောင်အာယုန်တစ်ခုတည်းပေါ်မှာတည်ငြိမ်နေအောင်ကြိုးစားတာစေတသိကဝီရိယတင်းခံပြီးတော့ကြိုးစားဖို့လိုတယ်ဟုတ်ပြီအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုန်ပြုပြီးဆိုတဲ့အခါမှာပေါ်လာအောင်ကိုစဉ်းစားဖို့လိုတယ်စဉ်းစားတွေးခေါ်ရမယ်ကိုယ်စိတ်လေးကိုဘုရားအာယုန်ဘက်ကိုလွှတ်လိုက်လွတ်ပြီးတဲ့အခါမှာဣတိပိသောဘဂဝါအရဟံ
အရဟံဆိုတဲ့ဂုဏ်လေးတစ်ခုပဲစဉ်းစားမယ်အရဟံဆိုဒီမှာအခုဘုန်းကြီးတို့တွေတဏ္ဍာမှာဖြစ်တဲ့ကောင်းစရာလေးတွေးလိုက်ရင်လောဘဖြစ်တယ်မကောင်းတာနဲ့တွေးရင်ဒေါသဖြစ်လိုက်တယ်အမှန်မသိတဲ့မောဟတွေကလွှမ်းနေတယ်ကိုယ်ထိခိုက်လာရင်မာမနာတွေတက်လာတယ်သူများကိုယ်နဲ့တာသွားရင်မနာလိုဘူးဆိုတဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒါတွေကိုကိလေသာတွေလို့ခေါ်တာပဲမြတ်စွာဘုရားမှာအဲ့ဒီစိတ်မျိုးတွေမရှိဘူးငါမှငါစိတ်ဟာဒီအာယုံပေါ်မှာလှုပ်ရှားရင်းရိုင်နေတဲ့ငါမှလှုပ်ရှားရင်းရိုင်အောင်ဖြစ်စေနိုင်တဲ့လောဘတွေဒေါသတွေမောဟတွေဟာအတ္တနာမှာလွှမ်းမိုးနေတယ်မြတ်စွာဘုရားမှာမြူတစည်းတောင်မှာဒီလိုလောဘဒေါသမောဟတွေဆိုတာမရှိဘူးဒါကြောင့်မို့လို့ကိလေသာတွေအလုံးကင်းနေလို့ကိလေသာတွေအလုံးပယ်တတ်ပြီးဖြစ်သောကြောင့်အရဟံဟောကိုယ်စိတ်လေးနဲ့နှိုင်းရှင်ပြီးမြတ်စွာဘုရားရဲ့အရဟံဂုဏ်တော်ကိုထုတ်ကြည့်ပေါ့ထုတ်ကြည့်လိုက်အဲ့လိုထုတ်ကြည့်လိုက်လို့ရှိရင်တန်လွန်မြင့်မြတ်တဲ့သဘောဟာပေါ်လာမှာမြင့်မြတ်တဲ့သဘောကပေါ်လာတယ်လေငါမှလောဘဖြစ်เสียရှိဖြစ်လိုက်တာပဲဒေါသတွေကလည်းဖြစ်เสียရှိဖြစ်လိုက်တာပဲမထိတ်နိုင်ဘူးဟောမြတ်စွာဘုရားကျတော့လောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးမောဟလည်းမဖြစ်တော့စိတ်ရမသိဘူးဆိုရင်မောဟလည်းတခုမှမရှိတော့ဘူးအားလုံးကသူ့စိတ်ထဲမှာစင်ကြဲနေပြီကိလေသာတွေတခုမှမရှိဘူးဒါကြောင့်မို့အရဟကိလေသာတွေအားလုံးကိုဖယ်ရှားနိုင်တဲ့စွမ်းရည်တတ္တိရှိပါလားဒီလိုဖြစ်ဖို့မလွယ်ပါလားအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပါလားဒီကိလေသာပယ်ဖို့ဆိုတာအင်တမခဲရင်တာပါလားစိတ်ထဲမှာဖြစ်နေတဲ့အညစ်အကြေးတွေမြတ်စွာဘုရားမှာလုံးဝမရှိတော့ဘူးတို့တွေမှာဓာတွေကလုံးလက်ခတ်နေတာဘယ်သူကြည့်လိုက်လောဘလေးနဲ့ဒေါသလေးနဲ့မာလာလေးနဲ့အိတ်တာလေးနဲ့သူကသူရှိနေကြဒီတိုင်းနေတော့ပြုံးနေပြီမယ်လို့သွားပြီးတော့မထိလိုက်နဲ့မွေဟောက်လို့ပဲလူဆိုတာနော်လူဆိုတာမွေဟောက်နဲ့တူတယ်ဘုန်းကြီးတို့ပါဝင်ပေါ့သွားပြီးတော့မထိလိုက်နဲ့မွေဟောက်ကဒုက္ခလေးနဲ့သွားမထိနဲ့ရှုဆိုပြင်းကြီးထောင်းလာမှာပဲပုထုဇဉ်တတဝါကအဲ့လိုပဲရှုကနေဆိုရင်လောဘထွက်လာတာပဲဒေါသလည်းထွက်လာတာပဲအာယုန်နဲ့တွေ့လိုက်လို့ရှိရင်ထောင်းလာတာမရဘူးနော်အဲ့တော့ကိုယ့်ကိုဘယ်အနေထားရှိတယ်လဲပတ်ဝန်းကျင်ကကောင်းနေလို့ငါကောင်းတာလားပတ်ဝန်းကျင်ကအဆိုးထဲမှာငါကိုယ်ကကောင်းအောင်နေနိုင်တာလားဆိုတာစဉ်းစားဖို့လိုတယ်များသောအားဖြင့်ဘုန်းကြီးတို့ပါဝင်ပတ်ဝန်းကျင်ကကောင်းနေလို့ကောင်းနေတယ်သူတော်ကောင်းနေသူတော်နေလို့ကိုကောင်းနေကြတာတွေကများပါတယ်။အဲဆိုဝေးရှိသေးတယ်လှုပ်ရှားတွေအများကြီးရှိသေးတယ်။ သူမတော်ဘဲနဲ့ကိုကောင်းအောင်လုပ်နိုင်မို့သူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းဖြစ်အောင်ကြိုးစားဖို့လိုသေးတယ်လူဆိုတာအခက်ခဲမကြုံရင်ကိုယ့်ကိုယ်စိတ်ဓာတ်ကြက်ခိုင်တယ်လို့ထင်တာတွေးလိုက်တာနဲ့တပြိုင်နက်တွေးကြုံမှသူကရင်ဆိုင်တွေးမှအဖြေဆိုထုတ်နိုင်တယ်လေမွေဟောက်ဆိုတဲ့ကောင်ကသူ့အတူနေအေးချမ်းချမ်းပဲဒီကောင်သဘောကောင်းတာလို့အောင်းမိမှာအဲ့နေသူ့အတူဒီတိုင်းနေတာဒုံလေးနဲ့သွားမထိုင်နဲ့ရှုဆိုပြီးတော့ပြင်းကြီးထောင်းလာမှာအဲ့ဒါလိုပဲလူတွေရဲ့ဒီကိရိတာတရားတွေဆိုတာဟာစံကျင်ဘက်ကလေးနဲ့သူကြိုက်တာလေးနဲ့မတွေ့နဲ့လောဘရှုကနေထားလာမှာဒေါသကလည်းထားလာမှာမောဟတွေမာမနတွေဒါတွေကထားလာတာကြီးပဲအကုန်အဲ့ဒါတွေကိုအမြဲတမ်းချက်ကင်လုပ်ပြီးတော့အော်မြတ်စွာဘုရားဒီလိုလောဘတွေဒေါသတွေမောဟတွေငါတို့လိုလုံးဝမဖြစ်တော့ပါလားငါတို့လိုမဟုတ်တော့ပါလားအဗ္ဗဓမ္မသန့်စင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါလားအရဟကိလေသာမှန်သမျှတွေပယ်တတ်ပြီးသားဖြစ်နေပါပြီလားဒီလိုအဆင့်ရောက်အောင်တို့တွေဟာအများကြီးကြိုးစားရမှာ။အော်မြတ်စွာဘုရားဒီလိုကိလေသာတွေကင်းလို့အရဟံလို့ခေါ်ရတာပါလားလို့ဆိုတာဒါလေးပဲထိုင်တွေးနေလိုက်ဗုဒ္ဓနုတ္တိအဲ့ဒါ